Jaguar Land Rover Service မြန်မာမှာ technician တွေက authorized diagnosis software တွေ tools တွေကိုအသုံးပြုတာဖြစ်တဲ့အကြောင်းမလို့ service ပေးတဲ့နေရာမှာလွယ်ကူလင်မြန်စေပါတယ်။ Jaguar Land Rover ကားတွေကိုပြုပြင်ပေးတဲ့ service technician တွေကို JLR Global ကနေပြီးတော့ online training တွေ technical support တွေ software update တွေကိုအပြည့်အဝစဉ်းစားမပြတ်ထောက်ပံ့ပေးထားလျက်ရှိပါတယ်။ကားတစ်စီးရဲ့ software ဘိုင်းကို update ပြုလုပ်ပေးတဲ့အခါမှာလည်း fully authorized support ဖြစ်တဲ့ software တွေကိုအသုံးပြုပြီးတော့ online update ပြုလုပ်တာဖြစ်တဲ့အကြောင်းမလို့ကားတစ်စီးလုံးရဲ့ engine performance, transmission, infotainment system နဲ့ driving performance တွေမှာလည်းသိသာကောင်းမွန်တဲ့ရလဒ်တွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ diagnosis device တွေ software တွေက fully authorized ဖြစ်တဲ့အပြင် JLR Global နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်တဲ့အကြောင်းမလို့ပြဿနာရဲ့အရင်းမြစ်ကိုတိတိကျကျနဲ့အဖြေရှာပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့လည်းအချိန်ကုန်သက်သာပြီးတိကျမှန်ကန်မှုကိုရရှိစေမှာပဲဖြစ်ပါတယ်။ Jaguar Land Rover မြန်မာ Service Center မှာပုံမှန်လာရောက်ထိန်းသိမ်းပြုပြင်တဲ့ကားတွေရဲ့ Service History ကိုလည်းစနစ်တကျနဲ့သေချာစွာမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Customer တွေအနေနဲ့လုံခြုံစိတ်ချတဲ့ရလဒ်တွေကိုရရှိစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။